dining room အဲ့ဘက်ကတော့ follow the arrows တော့ဒီဘက်ကစားဒီဘက်ကစားအများမှာရအောင်အများတော့ပြထားတယ်အဲ့ဘက်ကဝင်ဒီမအတွင်ခံ22ထက်ရှိတယ်ဒါဖြစ်တယ် define kamikaze is up below ကာမီကာစေအသေးခံလိုက်တာ အသေးခံလိုက်ပါတရား define win ဒီလိုလာတိုက်တဲ့အချိန်မှာဒီမုန်တိုင်း typhoon အကြီးဖြစ်သွားတော့အဲ typhoon ကိုnet တွေကလုတ်ပေးရဲ့လေပေါ့နော်ခါမီယာ net တွေအဲ့လို define ပြီးရင်ခါဆရာကြောင့်လေပြောကြမှာအဲ့ဒါအသုံးချရသူတို့ ဟမ် ちなみに富谷市グイーオーション内村旅館永久旅館の2軒のグイーオー旅館隊員と家族の別れの場所ホテルの出演は早朝の隊員たちは会長の気持ちを別れの姿を交わす劇場でした。整理券とともに治安工場の生徒たちへ出撃を見送った。知覧から沖縄まで2時間半我突入数の伝聞を残して彼らは南の海に散っている。ကာမီကာဆယ်လို့လေအသေးခံတတ်တာရဲ့သူတို့ကလင်းထဲမှာဆိုရင်သူကကျိုးနေတဲ့တေချာချီတာထွန်းပြီးလို့ရအောင်အဲ့လို screw တွေပါပိတ်ပြီးတော့တေချာလင်းထဲကိုလည်းစီကိုဒီကိုသူတို့တိုက်မဲ့နေရာထိပဲရောက်နိုင်တဲ့စီပဲထည့်ပေးရအဲ့တော့အပြန်လန်းလုံးဝမရှိအဲ့လိုမျိုးလွတ်လိုက်တာလှည့်အဲ့တော့ကိုတီဖို့ပဲအဓိကအဲ့လိုမျိုးဒီမှာသူရေးတည်တန်းစာတယ်လေဒီလားဆိုပြန်တော့မှရေးရမှာတော့မှာလာတယ် အကျိုးရေးထားတာ တီးပါပဲလေဟိုလေးဟောတယ်မှာပါ အဲ့တော့စထလာပြီး အဲ့ တော့ ဒါတီးပြီးဆိုတာတီးပါလေ ညာဒီဥစ္စာလူတွေကသူတို့ရွေးထားတဲ့လူတွေသူတို့ volunteer တောင်းတာ volunteer မှာဒီရလူတွေပေါ့အတိတ်ခံတသားရတော့ volunteer လုပ်တာပြီးတော့နိုင်ငံကရောခိုင်းတဲ့လူမျိုးတွေပေါ့ ဒေသန်းစာတွေပေါ့ဒီမထုတ်ခင်တည်းကဒေသန်းစာလောက်တာလား တော့တည်တော့ပဲပေါ့နော်အဲ့တော့ပေးစတော့ပဲစီတဲ့တဲ့ဒီချင်းထောက်ပါလိမ့် မိသားစုတွေနှုတ်ဆက်တာ အောင်းမှာပြေးလိုက် ဘာဖြစ်လဲဒါ ဟောဒါကဒီလေကိုတိုက်သွားတဲ့
ဂျပန်ကာမီကာဇေ attack လုပ်သွားဂျပန်ဟို military barrier လုပ်ပေးတယ်အဲတော့သူကတိုက်သွားပြီးတော့ပုံမှန်ကဘုံမှာပါတယ်ဘုံကကန်ကောင်းပြီးတော့ရေထဲကျသွားမပေါက်တော့အဲကြောင့်လေရဲ့ဟိုသင်္ဘောကသူကလင်းများထွက်လာတဲ့တက်စီကြောက်ပြီးလောက်တယ်အိမ်ပြီးတော့သူက2မိနစ်အတွင်းမှာငိမ့်လိုက်တယ်ဘူးမှလည်းမသိပါဘူး American ဘက်ကဒီဂျပန်စစ်သားတယောက်ပဲပြေးသွားတယ်ပေါ့ အဲ့ဒီစစ်သားဒီပုံကြလို့လား ဒီပေါ်သူကကန်ကောင်းပြီးဖွတ်ဆိုထွက်ပြီးပုတ်ပြေးသွားတယ်သူကလေရေထဲတော့မကြောက်ဒီတွေ့တခြားဟိုသင်္ဘောသားရဒီကောင်ရေထဲပဲသူချဟိုသူ့ရဲ့စင်မုံကပေါ့ဆိုတော့အဲဒီလိုပြေးရပြီးတာအဲ့လိုပြေးနေမှာပဲ American က 警察の呼ばれた出社非正規までの日々を過ごしたその時支部になって彼らの世話をした治安工事の生徒や町の人々である治安のゴミ出しを冬をする你说，ဒီပေါ်မှာလည်းရောင်းတာပဲ ဈေးပိုးလိုက်တာအရင်က ice cream ကတန်း10ပြားပဲရှိတယ်အခုဆိုရင်80ရှိတယ် ဒီမဲ့ကြံနေတယ်ဟမ် ဟိုမှာအမြောက်ကြီးတစ်ခါပြည့်ရတော့တော့အားပြင်းတယ်ဆိုပြတာ That's what I was talking about the They're getting ready for this to go. Working horns sounded to make sure everybody stood clear of the launcher. And all of a sudden, the missile ignited. Hold on, hold on. Right out of the tube. Wow. For most people, I'm sure it was the first time they'd ever seen the Tomahawk fire. We fired a total of 28 Tomahawks, and we were the first ship in the Persian Gulf to fire a Tomahawk missile in the Gulf War.